အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇာနီအောင် YouTube နဲ့ Facebook Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဇာနီအောင်ပါကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ 6S ထဲကနေပြီးတော့ဒုတိယ S တစ်လုံးဖြစ်တဲ့ setting order အကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးခြင်းပါတယ် setting order ဆိုတာကဘာလဲပေါ့ setting order ဆိုတာကကျွန်တော်တို့ရဲ့ပစ္စည်းတွေပေါ့နော်ကျွန်တော်တို့ဒီ source မှာကျွန်တော်တို့ပစ္စည်းတွေကိုလိုချင်တဲ့ပစ္စည်းတွေကိုအသုံးတည့်မဲ့ပစ္စည်းတွေကိုကျွန်တော်တို့ခွဲပြီးတဲ့နောက်မှာကျွန်တော်တို့ဒီလိုအပ်တဲ့ပစ္စည်းတွေပေါ့နော် tool တွေကိုကျွန်တော်သုံးရတာလွယ်အောင်ရှာရတာလွယ်အောင်ပြန်ထားရတာလွယ်အောင်ကျွန်တော်ပစ္စည်းတွေကိုစနစ်တကျနေရာချထားခြင်းကိုကျွန်တော် setting order လို့ခေါ်ပါတယ်လုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော် source ရဲ့အပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေမလိုအပ်တဲ့ပစ္စည်းတွေခွဲခြားမယ်ပြီးလို့ရှိရင်ကျွန်တော် setting order မှာကြတော့ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေထွက်လာပြီဆိုရင်အဲ့ဒီလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဘယ်လိုနေရာချထားမလဲပေါ့ဒီလိုမျိုးကိုကျွန်တော်ဆိုလိုပါတယ် setting order မှာကျွန်တော်တို့သုံးရခြင်းရဲ့ရည်ရွယ်ချက်လေးရှိပါတယ် setting order မှာကျွန်တော်တို့ပစ္စည်းတွေကိုကျွန်တော်အလုပ်လုပ်တဲ့ချိန်မှာကျွန်တော်လိုအပ်တဲ့ tool တွေကိုကျွန်တော်ရှာရတာအချိန်အနည်းဆုံးနဲ့ကျွန်တော်ရှာရမယ်ဒီလိုမျိုးရည်ရွယ်ချက်ထားပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ပစ္စည်းတွေရှာတဲ့အခါမှာကျွန်တော်စနစ်တကျပစ္စည်းထားတဲ့အတွက်ကျွန်တော်တို့ရဲ့ motion waste တွေပေါ့နော် motion တွေကျွန်တော်လှုပ်ရှားမှုတွေကျွန်တော်ညှော်နေလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပစ္စည်းတွေကကျွန်တော်မှအလွယ်တကူယူလို့ရတဲ့အတွက်ကျွန်တော်တို့ပစ္စည်းတွေမှားယူတာမျိုးတွေမဖြစ်နိုင်တော့ဘူးနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒီလိုမျိုးပစ္စည်းတွေကိုကျွန်တော်လွယ်လွယ်ကူကူယူရတဲ့အတွက်ကျွန်တော်တို့ရဲ့safety ဘိုင်းတွေလည်းပို့ပြီးတော့ကျွန်တော်တို့တိုးတက်လာမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ setting order ရဲ့ရည်ရွယ်ချက်တွေကျွန်တော်တို့တည်ပြီးပြီဆိုလို့ရှိရင် setting order ကိုကျွန်တော်အသုံးပြုတဲ့နေရာမှာကျွန်တော်တို့လိုက်နာရမယ့်စည်းကမ်းချက်လေးတွေရှိပါတယ်အဲ့ဒါတွေကတော့ကျွန်တော်ပစ္စည်းတစ်ခုချင်းစီတိုင်းမှာကျွန်တော်သတ်မှတ်တဲ့နေရာတွေရှိရပါမယ်ပြီးလို့ရှိရင်ကျွန်တော်အဲ့ဒီပစ္စည်းတွေကိုကျွန်တော်သုံးပြီးတိုင်းမှာကျွန်တော်အဲ့ဒီနေရာမှာကျွန်တော်စနစ်တကျနဲ့ကျွန်တော်ပြန်လည်ထားသူရမှာလည်းဖြစ်ပါတယ်ပြီးလို့ရှိရင်အသုံးများတဲ့ပစ္စည်းကိုတကယ်နေ့စဉ် daily use မှာအသုံးများနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ ਨੇ အနည်းဆုံးနေရာမှာထားရမှာပဲနောက်တစ်ချက်အနေနဲ့ကျွန်တော် visual management ပေါ့ကျွန်တော်တို့ဒီပစ္စည်းတွေကိုကျွန်တော်မြင်တာနဲ့သိအောင်ဒီပစ္စည်းတွေကဘယ်နေရာမှာထားတာလဲကျွန်တော်မြင်တာနဲ့သိအောင် visual management တွေလည်းကျွန်တော်တို့စီစဉ်ထားရပါမယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီပစ္စည်းတွေကိုဘယ်သူမှဆိုလိုအပ်တဲ့အခါတိုင်းမှာသုံးရတာလွယ်ကူအောင်ကျွန်တော်တို့စနစ်ကျနဲ့စီမံထားရမှာလည်းဖြစ်ပါတယ် setting order ကိုကျွန်တော်တို့ step by step ဘယ်လိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးခြင်းပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော် frequency analysis ကျွန်တော်လုပ်ရမယ်ကျွန်တော်သုံးတဲ့ပစ္စည်းတွေကိုဒါဒီပစ္စည်းတွေဒီကျွန်တော်နေ့စဉ်သုံးတဲ့ပစ္စည်းလားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အနည်းဆုံးနေရာမှာကျွန်တော်လက်လန်းမီတဲ့နေရာမှာထားမယ်ဒါမှမဟုတ်ရင်ကျွန်တော်အပတ်စဉ်လောက်မှာသုံးမဲ့ပစ္စည်းတွေလားဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်မနီးမဝေး area တစ်ခုသတ်မှတ်ပြီးတော့မှကျွန်တော်ထားမယ်အဲ့ဒီပစ္စည်းတွေကနေ့စဉ်လည်းမသုံးဘူးကျွန်တော်အပတ်စဉ်လည်းမသုံးဘူးလိုအပ်မှသုံးမယ်ဆိုလို့ရှိရင်ကျွန်တော် area တစ်ခုသတ်မှတ်ပြီးတော့မှထားမယ်လိုအပ်တဲ့ခါကျမှကျွန်တော်အဲ့ဒီ area မှာတွဲယူပြီးတော့ကျွန်တော်အသုံးပြုရမှာလည်းဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော် design layout တွေကျွန်တော်သတ်မှတ်မှာဖြစ်ပါတယ် design layout တွေဆိုတော့ကျွန်တော်အဲ့ဒီပစ္စည်းတွေကို tool တွေကိုကျွန်တော်ဘယ်လိုထားမှာလဲ tool ဘုတ်တွေနဲ့ထားမှာလားဒါမှမဟုတ်ရင်ကျွန်တော် share ဘုတ်တွေနဲ့ကျွန်တော်ထားမှာလားအန်ဆွဲတွေမှာကျွန်တော်တို့ label တွေကပ်ပြီးတော့ထားမှာလားဒါမှမဟုတ်ရင်ကျွန်တော်စင်တွေမှာဘင်တွေနဲ့သတ်မှတ်ပြီးတော့ကျွန်တော်ထားမှာလားဒီလိုမျိုးကျွန်တော်တို့ design layout တွေသတ်မှတ်ပြီးတော့ထားရမှာပဲ design layout တွေသတ်မှတ်ပြီးတဲ့အခါဒီမှာကျွန်တော်ရရှိလာတဲ့ပစ္စည်းတွေကိုထွက်လာတဲ့ပစ္စည်းတွေကိုကျွန်တော် label system တွေ color coding system တွေနဲ့ကျွန်တော်သတ်မှတ်ပြီးတော့စနစ်တကျထားရမှာလည်းဖြစ်ပါတယ်အခါကျရင်ကျွန်တော် tool တွေကိုကျွန်တော် tool တွေ name တွေပေးမယ်ပြီးလို့ရှိရင် tool တွေရဲ့ site တွေကိုကျွန်တော်တေချာလေးကတ်မယ်ပြီးလို့ရှိရင်ကျွန်တော် location code တွေနဲ့ကျွန်တော်သတ်မှတ်ထားမယ်ပြီးလို့ရှိရင် category တစ်ခုချင်းစီလိုက်ကျွန်တော် color coding system တွေနဲ့ကျွန်တော်ထားမယ်ဒီလိုမျိုးတွေကျွန်တော်တို့ label တွေကတ်ပြီးတော့ကျွန်တော်တေချာလေးထားရမှာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော် visual management ပေါ့ကျွန်တော်ပုံမှာကျွန်တော်တို့ color coding system တွေကျွန်တော် design layout တွေ frequency analysis တွေလုပ်ပြီးသွားရင်ကျွန်တော် warehouse အတွင်းမှာဒါမှမဟုတ်ကျွန်တော်တို့စက်ရုံတွေ production တွေအတွင်းမှာကျွန်တော်တို့ရဲ့ flow line တွေကိုကျွန်တော်တို့ marking တွေပေးရမယ်ပြီးလို့ရှိရင်ကျွန်တော် arrow sign တွေ direction sign တွေကျွန်တော်သတ်မှတ်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တူးပေါက်တွေကိုကျွန်တော် outline တွေဆွဲပြီးတော့ share ပေါက်ပုံစံမျိုးတွေနဲ့ကျွန်တော်တို့စနစ်ကြထားရမှာလည်းဖြစ်ပါတယ် setting order ကိုကျွန်တော်တို့ဥပမာအားဖြင့်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်စက်ရုံတွေမှာဆိုလို့ရှိရင်ကျွန်တော်တူးပေါက်တွေပေါ်မှာကျွန်တော်တူးတွေ spanner တွေ screw driver တွေကိုကျွန်တော် outline တွေဆွဲပြီးတော့ကျွန်တော်စနစ်ကြထားရမှာလည်းဖြစ်ပါတယ်အဲ့ဒါမှသာလျှင်ကျွန်တော်ဒီပစ္စည်းရှိမရှိကိုလည်းကျွန်တော်ကြည့်လိုက်တာနဲ့ချက်ချင်းသိနိုင်မှာလည်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော် warehouse တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့စင်တွေကိုကျွန်တော် location code တွေကိုစနစ်ကြကျွန်တော်သတ်မှတ်ထားရမယ်ပြီးလို့ရှိရင် FIFO line တွေကို arrow line တွေကိုကျွန်တော် marking လို့တေးချကျွန်တော်စနစ်ကြနဲ့သတ်မှတ်ထားရမှာလည်းဖြစ်ပါတယ် office တွေမှာဆိုလို့ရှိရင်ကျွန်တော် file တွေ cabinet တွေကိုကျွန်တော်တို့ label တွေကပ်ပြီးတော့ကျွန်တော်စနစ်တကျနဲ့ကျွန်တော်ထားရမှာလည်းဖြစ်ပါတယ် setting order ကိုအသုံးပြုရခြင်းအတွက်ရရှိလာမယ့်အားသာချက်တွေကိုကျွန်တော်ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်အခြေခံသက်သာစေမယ် tool တွေ document တွေ material တွေကိုကျွန်တော်တို့စနစ်တကျထားထားတဲ့အတွက်ကျွန်တော်တို့ပစ္စည်းတွေလိုရတဲ့အချိန်မှာရှာရတဲ့အချိန်တွေကျွန်တော်တို့ဂျွန်နေလာမှာလည်းဖြစ်ပါတယ်နောက်ဆိုလို့ရှိရင်ဘယ်ပစ္စည်းတွေဘယ်နေရာမှာထားလဲဆိုတဲ့မိခွန်းမျိုးကိုကျွန်တော်တို့မေးတော့မှာတော့မဟုတ်ပါဘူး
တို့ပစ္စည်းတွေကိုကျွန်တော်အလွယ်တကူယူရတဲ့အတွက်လည်းကျွန်တော်တို့ရဲ့အလုပ်လုပ်နိုင်စွမ်းတွေပို့ပြီးတော့မြင့်တက်လာမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့အလုပ်လုပ်ရတဲ့နေရာမှာကျွန်တော်အမားတွေညှော်နေလာမှာလည်းဖြစ်ပါတယ်သတ်မှတ်ထားတဲ့နေရာတွေမှာပစ္စည်းတွေကိုကျွန်တော်တို့ label တွေ color code တွေနဲ့ကျွန်တော်စနစ်ကျထားတဲ့အတွက်ပစ္စည်းမှားယူခြင်းတွေ document မှားယူခြင်းမျိုးတွေကျွန်တော်တို့ညှော်နေလာမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော် safety ပိုင်းတွေပို့ပြီးတော့ကောင်းလာမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဝယ်ရတွေအတွင်းမှာလမ်းတွေအတွင်းမှာ emergency tool တွေကိုကျွန်တော်အလွယ်တကူယူလို့ရတဲ့အတွက်လည်းကျွန်တော်တို့အဆင်ပြေချုံးမွေ့လာမှာလည်းဖြစ်ပါတယ်မလိုအပ်တဲ့အရာတွေကလမ်းတွေမှာမရှိတဲ့အတွက်လည်းကျွန်တော်တို့အန်ဒီရတွေကျွန်တော်တို့ယွန်နေလာမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ work flow တွေပို့ပြီးတော့ကောင်းမွန်လာမှာလည်းဖြစ်ပါတယ်အလုပ်လုပ်တဲ့နေရာမှာကျွန်တော်အစီအစဉ်အတိုင်းစနစ်ကျစီစဉ်ထားတဲ့အတွက်ကျွန်တော်တို့ရဲ့ movement တွေယွန်နေလာမယ်ကျွန်တော်တို့ရဲ့ process flow တွေပို့ပြီးတော့ကောင်းလာမှာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့လူသစ်တွေအတွက်ကျွန်တော်ပို့ပြီးတော့လွယ်ကူစေမှာလည်းဖြစ်ပါတယ် Visual Management System နဲ့ကျွန်တော်တို့ label code တွေ schedule board တွေ sign တွေနဲ့ကျွန်တော်စနစ်ကျလုပ်ထားတဲ့အတွက်လူသစ်တွေအနေနဲ့တောင်မှလိုအပ်တဲ့ပစ္စည်းတွေကိုသတ်မှတ်ထားတဲ့နေရာတွေမှာအလွယ်တကူနဲ့ကျွန်တော်ရှာဖွေယူနိုင်မှာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့စက်တင် order ကိုအသုံးပြုခြင်းအတွက်ဖြစ်ပေါ်လာနိုင်တဲ့အားနည်းချက်တွေကိုကျွန်တော်ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့အစပိုင်းမှာအချိန်နဲ့အားထုတ်မှုတွေကျွန်တော်လိုအပ်လာမှာလည်းဖြစ်ပါတယ်၄ရောက်ပိုင်းတွေကျွန်တော်စဉ်းစားတာမျိုးတွေ label တွေ sign တွေဘုတ်တွေကျွန်တော်ပြင်ဆင်ထားတဲ့အတွက်ကျွန်တော်တို့ short term work တွေကျွန်တော်တိုးလာမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့သတ်မှတ်ထားတဲ့စီကံတွေကိုဝန်ထမ်းတွေကမလိုက်နိုင်လို့ရှိရင်ကျွန်တော်တို့အောင်မြင်မှုတွေမရနိုင်ပါဘူးပစ္စည်းတွေကိုလိုအပ်တဲ့အချိန်မှာအလွယ်တကူယူသုံးပြီးတော့သတ်မှတ်တဲ့နေရာတွေမှာကျွန်တော်စနစ်တကျပြန်မထားတဲ့အကျင့်မျိုးတွေရှိရတဲ့ခါမျိုးတွေမှာစက်တင် order ဆိုတဲ့စနစ်ကကျွန်တော်ရေရှည်မှာမတည်မြဲနိုင်ပါဘူးနောက်တစ်ချက်အနေနဲ့ chain resistant တွေကျွန်တော်ဖြစ်လာနိုင်ပါတယ်ဝန်ထမ်းတွေအနေနဲ့ကျွန်တော်ပြောင်းလဲမှုတွေကိုမကြိုက်ပါဘူးအရင်လိုပဲလုပ်ရင်အရင်လိုပဲကျွန်တော်တို့ပြန်လုပ်ချင်တယ်ဆိုတဲ့စိတ်ထားမျိုးတွေကျွန်တော်ဖြစ်ပေါ်လာနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ sustain မလုပ်လို့ရှိရင်ကျွန်တော်တို့ရဲ့အကျိုးသက်ရောက်မှုတွေကနည်းလာနိုင်ပါတယ်ချမှတ်ထားတဲ့စီကံတွေကိုကျွန်တော် follow မလုပ်တာမျိုးတွေကျွန်တော်တို့ audit စစ်ဆေးမှုတွေကျွန်တော်မလုပ်တာမျိုးတွေဆိုလို့ရှိရင်အချိန်ကြာလာတဲ့မျှကျွန်တော်တို့ကအရင်အတိုင်းပဲကျွန်တော်တို့ပြန်ဖြစ်သွားမှာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့တော့ကျွန်တော်တို့၄ရောက်တွေမကောင်းလို့ရှိရင်ကျွန်တော်တို့အကျိုးရလင့်တွေကကျွန်တော်နည်းနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်စပြီးစဉ်းစားတဲ့ကကျွန်တော် daily သုံးမဲ့ပစ္စည်းတွေကိုကျွန်တော်တို့ ਨੇ အနည်းဆုံးမထားတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ movement တွေကပို့ပြီးတော့တိုးလာမယ် movement တွေတိုးလာတဲ့အတွက်လည်းကျွန်တော်တို့ရဲ့အလုပ်လုပ်နိုင်စွမ်းတွေရော့ကျလာမယ်ပြီးလို့ရှိရင်ဝန်ထမ်းတွေရဲ့စိတ်ပင်ပန်းမှုတွေကျွန်တော်တို့ပိုတိုးလာနိုင်တာကိုလည်းကျွန်တော်တွေ့မြင်နိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ setting order ဆိုတာဘာလဲ setting order ရဲ့ရည်ရွယ်ချက်တွေsetting order ကိုကျွန်တော်အသုံးပြုမယ်ဆိုရင်နိုင်နိုင်ရမယ်စီကံချက်တွေ setting order ကိုကျွန်တော် step by step ဘယ်လိုအသုံးပြုရမလဲဆိုတာတွေ setting order ကိုအသုံးပြုခြင်းအတွက်ရရှိလာမယ့်အားသာချက်တွေနဲ့ setting order ကိုအသုံးပြုခြင်းအတွက်ဖြစ်ပေါ်လာနိုင်တဲ့အားနည်းချက်တွေကိုကျွန်တော်တင်ပြပေးပြီးဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကြန့်ရှိနေသေးတဲ့ S လေးလုံးအကြောင်းကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ကိုလည်းဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်